မကောင်းတာနဲ့ကောင်းတာကိုဘာနဲ့တိုင်းတာမလဲသုဒ္ဓတစ်ခုရပြောမယ်ဆိုရင်ကောင်းတဲ့အလုပ်လားမကောင်းတဲ့အလုပ်လားကိုဘာနဲ့တိုင်းတာရတော့လို့ဆိုလို့ရှိရင်နတ္တံကမ္မံကတံသာဓုရှံကတ္တဝါအနုတ္တပတိမကောင်းတဲ့အလုပ်ဆိုတာလုပ်ပြီးလို့ရှိရင်စိတ်ပူရတယ်လုပ်ပြီးလို့ရှိရင်စိတ်ပူနေရတယ်ကြောက်လန့်နေရတယ်စိုးရိမ်နေရတယ်ချစ်လေမူရစေဝါသမားမူရစေဝါသုံးနေပြီစိတ်ပူနေရပြီလေဘယ်တော့ဖန်ခံရမလို့ဘယ်တော့ဘာလုပ်ခံစိတ်ပူရမဟုတ်တာလှုပ်ထားတဲ့လူကစိတ်ပူရရှံကတ္တဝါအနုတ္တပတိဉာဏ်စိတ်ထဲမှာပူနေအိမ်ကောင်းခြင်းမအေးရစားကောင်းခြင်းမစားရလုံခြုံမှုသူ့စိတ်ထဲမှာဘယ်တော့မှမရှိဘူး6ခနဲ့ကြာရင်လမ်းဖြတ်နေရတဲ့အနေအထားမျိုးကိုလှုပ်ထားတဲ့လွတ်ရကကိုယ်ကိုပြန်6ပြီးတော့စိတ်ပူနေရအဲ့ဒါတွေမကဘူးယတ္တအတုမုခောရောဓံဝိပကံပဋိသေဝတိအကျိုးပေါ်လာတဲ့အခါမှာရှိုက်ချီတငယ်ငိုယိုပြီးတော့အကျိုးကိုကြိတ်မိတ်ခံစားရတဲ့အလုပ်မျိုးတဲ့အဲ့ဒီအလုပ်မျိုးဟာမကောင်းတဲ့အလုပ်ဒီလိုဆိုလို့လုပ်ပြီးရင်စိတ်ပူရတယ်အကျိုးပေါ်လာတဲ့ result ပေါ်လာပြီဆိုလို့ရှိရင်ဆိုးကျိုးကိုကြိတ်မိတ်ခံစားရတယ်အဲ့ဒီအလုပ်မျိုးမကောင်းတဲ့အလုပ်လို့ဒီလိုမှတ်နောက်တစ်ခုကမကောင်းတဲ့အလုပ်သည်ကိုယ့်ကိုထိခိုက်တယ်သူတစ်ပါးကိုထိခိုက်တယ်ကိုယ့်ကိုပျက်စီးစေတယ်သူတစ်ပါးကိုပျက်စီးစေနှစ်ဦးလုံးကိုဖျက်ဆီးတတ်တယ်အကုသိုလ်တွေတိုးပွားစေတတ်တယ်မကောင်းတဲ့ဘက်ကနေတိုးပွားပြီးကောင်းတာတွေရောပါသွားမှဆိုရင်ဒါမကောင်းတဲ့အလုပ်တို့သတ်မှတ်မကောင်းတဲ့အတွေ့မကောင်းတဲ့အပြောမကောင်းတဲ့အလုပ်တွေလို့တို့သတ်မှတ်စံနဲ့သတ်မှတ်ပြီးတော့ကိုယ့်ကိုဆင်ញင်စဉ်းစားကြည့်ရကိုယ့်အတွက်အကျိုးပြုတဲ့အလုပ်လားအကျိုးမပြုတဲ့အလုပ်အကျိုးပြုတယ်ဆိုတဲ့နေရာမှာရေရှည်အကျိုးပြုတဲ့အလုပ်လားထာဝရကောင်းတဲ့အလုပ်လားအဲ့ဒီလိုဆင်ញင်တုံတရားရှိဖို့လိုအပ်တယ်